ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရှေ့ဗီဒီယိုမှာဆိုတော့ content video ဖန်တီးဖို့အတွက်ဘယ်လိုအကြောင်းအရာမျိုးကိုရွေးချယ်ရမလဲဆိုတဲ့နည်းလမ်းတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ်စိတ်ဝင်စားပြီးဝါသနာပါတဲ့အကြောင်းအရာကိုရွေးချယ်ပြီးသွားခဲ့ပြီဆိုရင်တော့အဲ့ဒီအကြောင်းအရာတွေကိုစတင်ပြီးတော့ရေးရတော့မှာဖြစ်ပါတယ်ဒီလိုရေးတဲ့နေရာမှာကိုယ့်ရဲ့အစွမ်းစားနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးရေးနိုင်မယ်ဆိုရင်တော့အချိန်ကုန်တက်တာပြီးအရေးသွေးမြင့်တဲ့အကြောင်းအရာကိုရေးသားနိုင်မှာဖြစ်ပါတယ်။ Okay ဒီဗီဒီယိုမှာဆိုတော့ကိုယ့်ရဲ့အကြောင်းအရာတွေကိုရေးလို့ရမယ်ကမ္ဘာတစ်ဝန်းကလူသုံးများတဲ့နာမည်ကြီး application 3ခုကိုအသုံးပြုပြသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ထုံးစံအတိုင်းပဲဒီ Google Chrome ဆိုတဲ့ application တွေကိုကျွန်တော်တွားလိုက်ပါမယ်။တွားပြီးဆိုရင်တော့ကျွန်တော်ဒီ search bar မှာဒီ Chat GPT ဆိုပြီးတော့မှနှိပ်လိုက်မယ်ပေါ့နော်။အဲ့တော့မိတ်ဆွေတို့တော်တော်များများကလည်းဒီ application ကိုသိကြလိုက်မယ်လို့ယုံကြည်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒါ application ကိုဝင်မှာမဟုတ်ဘဲနဲ့ဒီ website ကနေဝင်ပြီးတော့မှဒါအသုံးပြုပြသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကတော့ဒီ DeepSeek လို့ခေါ်တယ်ပေါ့နော်။ကျွန်တော်ဒါလေးကိုနှိပ်လိုက်ပါမယ်။ Okay အဲ့တော့နောက်တစ်ခုကိုထပ်တွားမယ်နောက်တစ်ခုကတော့ဒါ Grok 3ဖြစ်တယ် Grok လို့ပဲနှိပ်လဲရတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒီကျွန်တော် application 3ခုဒီ website 3ခုကနေပြီးတော့မှကျွန်တော်တို့ဒီရေးချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တွားပြီးတော့မှရေးလို့ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီပထမဦးဆုံးအနေနဲ့ဒီ Chat GPT ကျွန်တော်ဒီအပေါ်ဆုံးကတစ်ခုကိုဝင်ပြမှာဖြစ်တယ်ပေါ့နော်ဒီ3ခုစလုံးကတော့မိတ်ဆွေတို့ဒါ application download ဆွဲပြီးတော့မှဒါအသုံးပြုလို့ရတယ်ပေါ့နော်အဲ့တော့ Chat GPT လေးကိုနှိပ်လိုက်ပါမယ် Okay နှိပ်လိုက်မယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒါ login လုပ်ရမှာဖြစ်တယ်ပေါ့နော်အကုန်လုံးဒီ application 3ခုလုံးကိုဒါ login လုပ်ထားရပါမယ် Okay အဲ့တော့ကျွန်တော်ဒီမှာ start now ဆိုတဲ့ဟာလေးကိုနှိပ်ထားလိုက်ပါမယ် Okay နောက်ထပ်တစ်ခုတွားလိုက်မယ်ပေါ့နော်ဒီ Grok 3ထဲကိုကျွန်တော်တွားလိုက်မယ်တွားပြီးတော့မှဒီထဲကိုဝင်လိုက်မယ်ဝင်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီဟာလေးကိုလည်းဒီထဲဝင်ပြီးတော့ရင်ဆိုရင်ကျွန်တော်ဒီမှာ try now ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ထားလိုက်ပါပေါ့နော်ကျွန်တော်တို့3ခုစလုံးဒါ ready ဖြစ်သွားအောင်ပေါ့နော် Okay အဲ့တော့ ready ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီ DeepSeek ပြီး Chat GPT ဒီ Grok ဒီ3ခုပေါ့နော်ဒါတော်တော်လေးကိုဒါနာမည်ကြီးပြီးဒါကမ္ဘာတစ်ဝန်းကလူသုံးများတဲ့ application 3ခုကိုကျွန်တော်တို့ဒါမေးခွန်းသွားမေးမှာဖြစ်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ Chat GPT ကနေပြီးတော့မှစလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘလို့အကြောင်းအရာမျိုးကိုရေးမလဲပေါ့နော်ဒါမိတ်ဆွေတို့ကဒါကိုကျွန်တော်စဉ်းစားရမယ်ပေါ့နော်အဲ့တော့ကိုရေးချင်တဲ့အကြောင်းအရာကိုတကယ်ပဲဒီစိတ်ဝင်စားတဲ့အကြောင်းအရာကိုကျွန်တော်တွားပြီးတော့မှရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အရင်ဦးဆုံးကျွန်တော်ဒီခေါင်းစဉ်အရင်ရှာပြီးတွားပြီးဆိုရင်အဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ဒီ AI 3ခုပေါ့နော် application 3ခုကိုတွားပြီးရေးခိုင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာကတော့မေးခွန်းအစဉ်သင့်ပြင်ဆင်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနီးပညာနဲ့ပတ်သက်ပြီးဒါမေးတော့မှာဖြစ်ပါတယ်ကျွန်တော်တခါလေး pick လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မေးထားတာပါလဲဆိုရင်ဒီနီးပညာနဲ့ပတ်သက်တဲ့ဒီစိတ်ဝင်စားပြီးလက်ရှိရေးပန်းစားနေတဲ့အကြောင်းအရာ10ခုကိုရေးပေးပါဆိုပြီးတော့ရေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်မိတ်ဆွေတို့ကဒါဥပမာပြတာဖြစ်တယ်ပေါ့နော်တကယ်တော့မိတ်ဆွေတို့ကဒီနေရာမှာကျွန်တော်ဘ ഹു တုတနဲ့ပတ်သက်ပြီးဒါစိတ်ဝင်စားပြီးလက်ရှိရေးပန်းစားနေတဲ့အကြောင်းအရာ10ခုလည်းရေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနီးပညာဆိုတဲ့ဒီနေရာမှာမိတ်ဆွေတို့ကဒါပညာရေးဒါမှမဟုတ်ရင်ကျမ်းမာရေးဒါမှမဟုတ်ရင်လည်းဒီအစားအသောက်အားကစားကျွန်တော်တို့ဒီခေါင်းစဉ်အမျိုးမျိုးပေးပြီးတော့မှကျွန်တော်ရေးလို့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဒါတစ်ချက်မေးကြည့်လိုက်မယ်ဗျသူ့ကိုပို့ပေးလိုက်မယ်ကျွန်တော်ဗာဖြေလာမလဲဆိုတာကြည့်လိုက်မယ်ပေါ့နော်โอเคဒီမှာရေးပေးနေတယ်ပေါ့နော်ဒီပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားပြီးလက်ရှိမှာလူကြီးမင်းတို့စဉ်းစားနေတဲ့အကြောင်းအရာ10ခုအောက်ပါအတိုင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အသေးစိတ်ကိုမဖတ်ပြတော့ဗျကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဆိုရင်ဒီမှာသူ10ခုရေးလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်အကျဉ်းကြီးလေးဖတ်လိုက်မယ်ဆိုရင်ဒီမှာနံပါတ်1ကတော့ AI နဲ့ပတ်သက်တဲ့ဒီ machine learning ပေါ့နော်ဒီမှာနံပါတ်2နံပါတ်3ကျွန်တော်ဖတ်လိုက်မယ်ဆိုရင်ဒီမှာ10ခုထိဒါတွေကပြောမယ်ဆိုတော့ဒါနည်းပညာနဲ့ဒါပတ်သက်ပြီးလူစိတ်ဝင်စားမှုရှိတဲ့ဒါအကြောင်းအရာတွေဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒါကတော့ Chat GPT ကရေးထားပေးတဲ့ဒါအကြောင်းအရာ10ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ DeepSeek ရေးထားတဲ့ဟာလေးကိုကြည့်လိုက်ရအောင်ပါအဲ့တော့ DeepSeek ထဲရောက်ပြီဆိုရင်ကျွန်တော်ဒီမှာဒီ start now ဆိုတဲ့ဟာလေးကိုနှိပ်ဖို့လုပ်မယ်ပေါ့နော်โอเคနှိပ်ပြီးတော့ရင်ကျွန်တော်ဒီမှာ message နေရာမှာသူ့မေးလိုက်မယ်โอเคမေးပြီးတော့မှတစ်ချက်ပို့ပေးလိုက်မယ်ပေါ့နော်ကျွန်တော်ဗာဖြေလာမလဲကြည့်လိုက်မယ်ကဲကျွန်တော်တို့မိတ်ဆွေတို့ကဒီကျွန်တော် application 3ခုစလုံးကိုဒါအသုံးပြုကြည့်ရမယ်ပေါ့နော်ကျွန်တော်ဒီအဖြေပေးတဲ့နေရာမှာဘယ် application ကကိုယ့်အတွက်ပို့ပြီးတော့မှကောင်းတယ်လေပေါ့နော်အဲ့ဒီကောင်းတဲ့ဟာကိုကျွန်တော်အဓိကအနေနဲ့ဒါအသုံးပြုသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနောက်ပိုင်းမှာဆိုရင်တော့ဒီ DeepSeek နဲ့ Grok 3ကဒါပို့ပြီးကောင်းလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ DeepSeek ကတော့ပြောမယ်ဆိုရင်တော့ဒီသူ့ရဲ့ဒီအလုပ်လုပ်ပုံကကျွန်တော်မေးခွန်းတွေအရင်ကြီးမေးတယ်ဒီခက်တဲ့မေးခွန်းတွေမေးတယ်ဆိုရင်တခါတလေကြာရင်တို့ရဲ့ဒီဆက်က error ဖြစ်နေတယ်ဆိုပြီးတော့မှဒါအကြောင်းပြချက်တွေနဲ့ကျွန်တော်ပေါ်လာတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောပြဒါ DeepSeek ကလည်းပြောမယ်ဆိုရင်တော့ဒါကျွန်တော်မေးလိုက်တဲ့မေးခွန်းကိုသူ့အနေနဲ့ဒီဖြေတဲ့အပိုင်းမှာဒီ Chat GPT ထက်ကောင်းနေတာမျိုးလေးကျွန်တော်တွေ့ရတယ်ပေါ့နော်ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ဗျဒီမှာနီးပညာနဲ့ပတ်သက်တဲ့ဒီလက်ရှိရေးသားနေကြတဲ့အကြောင်းအရာ10ခုကိုဖော်ပြထားပါတယ်ပေါ့နော်ဒီမှာ AI machine learning ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ Metaverse virtual reality ပေါ့နော်ဒီမှာကျွန်တော် blockchain အကြောင်းတွေ 5G ကဲသူပြောတော့ခဲ့တာကျွန်တော်တခုချင်းစီကိုသူကအသေးစိတ်ပြန်ပြီးပြောပြထားတယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကိုမိတ်ဆွေတို့အသေးစိတ်ဖတ်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်ရှေ့ကဒီ Chat GPT ဖြေတာနဲ့ဆိုင်တော့ပို့ပြီးတော့မှဒါကောင်းနေတာမျိုးလေးတွေ့ရတယ်ပေါ့နော်ဒါအသေးစိတ်ကြတယ်လို့ပြောလို့ရတယ်သူဖြေထားโอเคကျွန်တော်ဒီမှာကြည့်လိုက်ပါမစိုးလို့ပြောလို့ရတယ်ဗျဒီဖြေထားတဲ့အကြောင်းအရာလေးတွေအဲ့တော့ကျွန်တော် Grok 3ကိုတွားပြီးမေးလိုက်ရအောင်ပါကဲ Grok 3မေးမယ်ဒီအောက်ဆုံးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်โอเคတစ်ချက်ပို့ပေးလိုက်မယ်ဗျကျွန်တော်ကြည့်လိုက်ရအောင်ဘယ်လိုဖြေလာမလဲပေါ့နော်
ကဲနည်းပညာနဲ့ပတ်သက်ပြီးလက်ရှိရေးပန်းစားနေတဲ့အကြောင်းအရာ10ခုကိုအောက်မှာဖော်ပြထားပါတယ်ဒီအကြောင်းအရာတွေဟာကမ္ဘာတစ်ဝန်းမှာစိတ်ဝင်စားမှုရှိပြီးဒါအစမ်းတစ်တည်ထွင်မှုဖြစ်ပေါ်စေတဲ့နယ်ပယ်တွေဖြစ်တယ်တဲ့ကဲဒီမှာကျွန်တော်တို့ဉာဏ်ရည်တုတယ်နော် AI ပြီးရင်ဒီကွန်ပျူတာတွက်ချက်နည်းပုံစံမျိုးတွေဒီ 5G ရက်စစ်ကားတည်ယူပို့ဆောင်ရေးအဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒါအသေးစိတ်တွားပြီးဖတ်ကြည့်လိုက်မယ်ဆိုတော့ဒီကျွန်တော် growth tree ကလည်းပြောမယ်ဆိုမစိုးဘူးလို့ပြောလို့ရတယ်ဗျဒါသူရေးထားတဲ့အပိုင်းကိုကျွန်တော်အသေးစိတ်တွားပြီးဖတ်မယ်ဆိုရင်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီ DC ကရေးလာတဲ့ဟာကိုပို့ပြီးတော့မှသဘောကျတယ်အဲ့တော့သူရေးပေးတဲ့ပုံစံကဒါကျွန်တော်တို့အတွက်ပြောမယ်ဆိုတော့ဒါလွယ်ကူရိုးရှင်းတယ်ဒါနားလည်ရပို့ပြီးတော့မှလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်3ခုစလုံးနိုင်ရှင်လိုက်မယ်ဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီ growth tree နဲ့ DC ကိုပို့ပြီးတော့မှသဘောကျတယ်ပေါ့နော်ဒီကျွန်တော် chat GPT ကတော့ကျွန်တော်ပြောမယ်ဆိုတော့ဒီအသေးစိတ်အပိုင်းမှာတော့နည်းနည်းလေးလိုအပ်ချက်လေးတွေရှိနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်မိတ်ဆွေတို့ဒါဥပမာအနေနဲ့ဒါပြသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကကျွန်တော်တို့အခုလက်ရှိ chat GPT ဖြစ်စေ DC ဖြစ်စေကျွန်တော်ဒီ growth tree ဖြစ်စေပေါ့နော်ဒါတို့ဖြည့်ထားတာကိုဒါတို့ရေးထားပေးတဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့ကသဘောမကျဘူးဆိုရင်တော့တို့ပြန်ပြီးတော့မှတို့ကိုဒါဒီထက်အသေးစိတ်ကြအောင်ရေးပေးပါလို့ကဲကျွန်တော်ပြန်ပြီးကြည့်လိုက်အောင်ပေါ့နော်ကဲအဲ့လိုမျိုးကျွန်တော်တို့မေးခွန်းလေးတွေကိုဒါအသေးစိတ်ကြပြီးလွယ်ကူရိုးရှင်းအောင်ရေးပေးပါလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်ဒီပထမမေးလိုက်တဲ့ဒီဖြေလာတဲ့အကြောင်းအရာနဲ့ကျွန်တော်ဒုတိယဖြေလာတဲ့အကြောင်းအရာကိုကျွန်တော်တွားပြီးနိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ဒါကွာဟချက်လေးတွေရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်ကျွန်တော် AI ကိုမိတ်ဆွေတို့အသုံးချတော့မယ်ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့နံပါတ်1အရေးကြီးဆုံးကကျွန်တော်မှဒီမေးချင်တဲ့မေးခွန်းကိုပဲကျွန်တော်မေးတာထက်ပေါ့နော်ကိုမေးလိုက်တဲ့မေးခွန်းမှာသူတို့ဖြေလာတဲ့အကြောင်းအရာတွေကိုကျွန်တော်သဘောမကျဘူးဆိုရင်ကိုကပြန်ပြီးတော့မှဒီထပ်ဆင့်ပြန်ပြီးမေးပေးရမယ်ပေါ့နော်အဲ့လိုမေးပေးလိုက်တဲ့အချိန်မှာကိုလိုချင်တဲ့ပုံစံအနေထားအထိAI တွေကကိုပေးလာတယ်ပေါ့နော်ကဲကျွန်တော်ဒါဖြေထားတာမိတ်ဆွေတို့တွားပြီးတော့မှကြည့်လိုက်မယ်ဆိုရင်ပြောမယ်ဆိုရင်ဒါပထမတစ်ဆင့်ထက်ပို့ပြီးတော့မှနားလည်ရလွယ်ကူသွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဥပမာပြသွားခဲ့တာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါကိုရွေးချယ်ထားတဲ့ဒါအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုဒါ chat GPT ဖြစ်စေ DC ဖြစ်စေဒါ growth tree ကိုရေးခိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒါမေးခွန်းမေးတက်ဖို့လိုအပ်တယ်ပေါ့နော်ဒါမေးခွန်းမေးတက်ဖို့လိုအပ်တဲ့ဒီနောက်ွယ်မှာဆိုရင်တော့အဲ့ဒီကိုယ့်ရဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအဲ့ဒီအပိုင်းမှာကိုကလိလာမှုအရာပြောမယ်ဆိုတာဒါအနေနဲ့အများရှိထားရမယ်ပေါ့နော်ဒါကိုကလည်းဒါအနေနဲ့အများနားလည်တယ်ဆိုရင်တော့ဒါ तू ပေးလာတဲ့အကြောင်းအရာတွေကိုကဖတ်ကြည့်လိုက်မယ်ဆိုတော့ဒါကိုနားလည်ထားတဲ့အရာနဲ့ဒါ तू ပေးလာတဲ့အရာနဲ့ကဒါဘလို့အနေထားရှိတယ်လဲပေါ့နော်အဲ့တော့ဒီအပေါ်မှာဒါမိတ်ဆွေတို့ကဒါကွာချချက်တွေတွေ့နေရသေးတယ်ဆိုရင်တော့ဒါသဘောမကျဘူးဆိုရင်တော့ဒါမိတ်ဆွေတို့အနေနဲ့ဒါ AI တွေကိုထပ်ပြီးတော့ပြန်ခိုင်းလို့ရတယ်ပေါ့နော်ဒီထက်ကျွန်တော်တို့ပို့ပြီးဒီတေးဖြစ်အောင်ကျွန်တော်ရေးပေးပါပေါ့နော်